ချက်မီးကိုင်တာမီးသွေးနဲ့ကိုင်တာလားဆိုတော့ဟုတ်တယ်မီးသွေးနဲ့ကိုင်တာဒါပေမဲ့မီးဖို့ကတော့ထမင်းချက်တဲ့မီးဖို့မဟုတ်ဘူးเนาะထမင်းချက်တဲ့မီးဖို့တောင်းလို့မရဘူးဒီကြက်ဆေးဝါးတွေပါရောင်းတဲ့ဆိုင်မှာကြက်မီးကိုင်ကမ်းမှာတောင်းတဲ့မီးဖို့ရှိလားလို့အဲ့လိုမျိုးမေးပြီးတော့ဝယ်ကြည့်เนาะနောက်အပူမီးသေးတွေလက်စစ်မရှိရင်အပူမီးသေးတွေအဲ့ဒါတွေထုံးပြီးတော့လည်းတောင်းလို့ရတယ်နောက်ကတ်တွေပါတွေနဲ့လည်းတောင်းလို့ရတယ်ကတ်နဲ့လည်းအပူပေးတာအမျိုးမျိုးအပူပေးကြတာပေါ့အဓိကအခန်းထဲမှာအပူချိန်ရှိဖို့ရေးကြည့်တာပေါ့အပူချိန်ရဖို့ဘယ်လိုပဲဖြစ်ဖြစ်ပူတဲ့ဟာမှန်တယ်များအကုန်ထည့်လို့ရတာပေါ့မီးလုံးမီးဒီအပူလည်းထည့်လို့ရတယ်မီးပြတ်သွားရင်တော့မီးသွေးမီးဖို့ထည့်ပေါ့ဒါပေမဲ့ခုနပြောသလိုပဲမီးသွေးမီးဖို့ကထမင်းချက်တဲ့မီးသွေးမီးဖို့မဟုတ်ဘူးเนาะဒါပေမဲ့အခုမှကြက်စမွေးမှာဆိုတော့ဒီမီးကိုင်တာအကြံပေးချင်တာပေါ့လေမီးကိုင်တာမီးဖို့နဲ့လားမီးသွေးနဲ့လားတော့မသိရင်ကြက်မွေးလို့အဆင်မပြေနိုင်ဘူးเนาะသူတို့ line မှာကြည့်ပြီးတော့မွေးလို့ဘယ်လိုမှအဆင်မပြေနိုင်အောင်မအောင်မြင်နိုင်ဘူးဒါအကြံပေးတာပါ